World of Warcraft ဆော်ဘူးတဲ့သူတိုင်း Sunwell ဆိုတာကြားဘူးကြမှာပါအခုနောက်ဆုံးထွက်တဲ့ Midnight Expansion မှာလည်း Sunwell ကအဓိကနေရာကနေပါဝင်နေပါတယ်အဲ့တော့ Sunwell ဆိုတာဘာကြီးလဲအဲ့ဒါရဲ့ဘာလို့ရတာလဲဘယ်လိုရေးပါလဲဆိုတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးမှာတင်ပြပေးသွားမှာဖြစ်ပါတယ်Sunwell ဆိုတာကတော့နေရာတစ်ခုပါ Azure ရဲ့တမိုင်းကြောင်းမှာ Sunwell ကအရေးပါဆုံးနေရာတစ်ခုဖြစ်ပါတယ်ဒါရိုက်ဘာသာပြန်ရရင်တော့နေမင်းရဲ့ရေတွင်းတော်ပေါ့ဗျာနေလုံးကြီးကိုရေတွင်းနဲ့ထည့်ထားတာရေတွင်းကြီးကနေလုံးနဲ့ရောက်နေရလားတော့ဒေချာတော့မသိပါဘူးတစ်ခါ Lothema Tirono အဖွဲ့တွေရက်တောက်လိုက်ဖယ်ရလိုက်လို့တဲ့နေရာဆိုလည်းမမှားပါဘူးစားတာပါSunwell က High F2 ရဲ့အင်အားကြီးမှတဲ့နိုင်ငံတော်ခွဲတလက်ကိုတိစောက်ပေးခဲ့တဲ့မော်ဆွမ်းအရင်မြစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်အခု Midnight Expansion မှာဆိုရင်ဇာလတက်ရဲ့ပြစ်မှတ်အဖြစ်အရေးပါတဲ့နေရာတစ်ခုအဖြစ်ပြန်လဲပါဝင်လို့ဒါခဲ့ပြန်ပါပြီဒီနေ့ဗီဒီယိုမှာတော့ Sunwell စတင်ဖြစ်ပေါ်လာပုံဖြည့်ဆည်းတူရဲ့ခံခဲ့ရပုံနဲ့ပြန်လဲနိုးထားခဲ့ရတဲ့အကြောင်းအရာတွေအားလုံးကိုအသေးစိတ်အစအဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထို့ကြတိုင်းWorld of Warcraft နဲ့တခြား gaming lore story နောက်ခံဇာတ်လမ်းကြောင်းတွေကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးပုံမြတ်တာရက်ခံပါတယ်Sunwell ရဲ့ဇာတ်လမ်းကိုစပြောမယ်ဆိုရင်တော့ဒီကဘာဦးစကပါနော် World of Eternity ကြီးကနေစတင်ခဲ့တာပါ World of Eternity ဆိုတာကတော့ Azure ရဲ့အသက်သွေးကြောစွမ်းအင်တွေစီးဆင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်မူလအစမှာတော့ဒီ World of Eternity ကမ်းခြေတစ်ချောင်းမှာ Dark Troll တွေက Sorry နဲ့ Bear နဲ့ Chain တွေလူကြီးတွေမိညားကြအဲ့ဒီမှာအခြေချနေထိုင်အဲ့လိုကနေစတင်ခဲ့တဲ့နေရာဖြစ်ပါတယ်ချိန်ကြာလာတဲ့နဲ့အမျှရေတွင်းကထွက်ပေါ်လာတဲ့ဒီ Stowaway စမ်းကျတဲ့ Arcane ဆိုတဲ့စွမ်းရည်တွေကြောင့်ပဲအဲ့ Dark Troll တွေကဆောင်းရမ်းချောလာပြီးတော့ရုပ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲပြီးတော့ Kedorine ဆိုတဲ့ 9F တွေဖြစ်လာဒီရေတွင်းမှာရှိတဲ့မော်စွမ်းရည်ကဒီ single ပြောင်းလဲတတ်တဲ့သဘောရှိတယ်အဲ့တော့ 9F တွေကရေတွင်းကိုအလဲဘိုမှာထားပြီးတော့သူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ Empire ကြီးကိုတိစောက်ခဲ့တာပေါ့ဗျာသူတို့လည်း Children of the Star ဂျေရာယာတို့ဤတာသမီများဆိုပြီးတော့ခေါ်ဆိုခဲ့ကြပါတယ်ဒီ 9FT ဒေကမှာမော်ပညာကိုအလွန်အကျွံဆွဲလန်းနေတဲ့အထက်တန်းလွှာတစ်ခုလည်းရှိပါတယ်သူတို့ကတော့ဒီဘီယမ Queen Azara ရဲ့မျိုးနွယ်တွေဖြစ်တဲ့ဒီတော်ဝင်မျိုးနွယ်ပေါ့ဗျာတော်ဝင်မျိုးနွယ်တွေကိုသူတို့ကတော့ Hibone လို့ခေါ်တယ်နတ်တငယ်ဘာသာစကားနဲ့ဆိုတော့ Kedorine လို့လည်းခေါ်တယ်အဲ့ဒီမှာသူတို့ကဘီယမ Queen Azara ရဲ့ဥဆောင်မှုနဲ့အတူ World of Eternity ရဲ့အနီးကပ်ဆုံးဘေးပပတ်လေးမှာကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးတွေစောက်လုပ်ပြီးနေထိုင်ခဲ့ကြပါတယ်World of Eternity နဲ့နီးလေခန္ဓာကိုယ်ရပို့သွေးပြီးတော့ရုပ်ရည်ချောလာလေပေါ့ဗျာအဲ့နာမှာ beauty spa တွေ plastic surgery တွေလုပ်လို့ရမယ့်နေရာတွေကပေါ်လေဗျာအဲ့တော့ဒီရင်းနာမှာနေတဲ့လူတွေကရေမငတ်ဘူးပေါ့ဗျာစားတာပါအာကိန်းစွမ်းရင်ပို့ရပြီးတော့တော်ဝင်မျိုးနယ်တွေဖြစ်လာပြီးတော့မင်းတို့မင်းရဲ့သမီးတို့တွေလိုရုပ်ရည်ပို့ပြီးချောမောလှပလာတာပေါ့ဗျာနောက်ပိုင်းမှာတော့ Queen Azara ရဲ့ Hibone တွေကအာကိန်းစွမ်းရင်တွေတုံး TikTok တွေဆော့အမှ Dark Titan Sagarus ရဲ့ New Feed မှာပေါ်မျက်စိတွေကျပြီးတော့Banning Legion ဆိုတဲ့ကျူးကျော်မှုကြီးရဲ့စတင်ဖြစ်လာပါတယ်။ War of the Asian စစ်ပွဲဆိုတာဒီ Banning Legion ရဲ့ကျူးကျော်မှုကိုပြောတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ World of Eternity ကြီးကပေါက်ကွဲပျက်စီးပြီးကမ္ဘာကြီးလည်းနှစ်ချမ်းကွဲသွားခဲ့ရပါတယ်။အဲနောက် 9F တွေကခြေသားလက်ဆန်ရှိတဲ့ငတ်တပြားလေး Illidan က World of Eternity ကရေတွေကိုဘူးတွေနဲ့ခိုးယူခဲ့ပြီးတော့တခုပေါ်တဝက်လူဆိုသလိုပဲအဲ့ဒီဒေကမှာတဘူးကိုအထက်တန်းစားတစ်ခုတယောက်ဖြစ်တဲ့ Hibone Death Reamer Sunstrider ကရရှိလို့တွားခဲ့ပါတယ်။အဲ့တော့ခင်ဗျားတို့မရောဖို့လိုတာကဒါက Dark Troll ဒါက 9F ဒါက High F နောက်တစ်မျိုးရှိသေးတယ်ဒါက Hibone World of Eternity ကြီးပောက်ကွဲပြီးတော့ Surama City မြို့တော်ထဲမှာပုံအောင်ကြံခဲ့တဲ့ Hibone တချို့ပဲဖြစ်ပါတယ်သူတို့ကပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်ဒီမျိုးလုံးကိုရှီအိုပြီးနှစ်ပေါင်း1000ကျော်လောက်အိုင်ထဲမှာပိတ်မိနေခဲ့ကြပါတယ်နှစ်1000လုံးတော့ဘာတွေစားနေခဲ့ကြလဲတော့မသိပါဘူး World of Eternity ကြီးပောက်ကွဲသွားပြီးတဲ့နောက် 9F တွေကအနေရှိတဲ့ Arcane ပညာရပ်ကိုဥပဒေနဲ့ပိတ်ပင်ခဲ့ပြီးတော့တဘာဝတရားနဲ့Inuni လက်နက်သမီးရဲ့စွမ်းအင်တွေကိုဒါသုံးဆွဲခဲ့တာကြောင့်မူလရုပ်ရည်တင်ပြဖြစ်တဲ့ခင်ယမ်းပြကြောင်အသားရည်နဲ့တမထွားကြိုင်းတဲ့ခန္ဓာကိုယ်တွေကိုဒိမ့်သိမ့်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ခုနက Hibone တွေကတော့ Nightwell လို့ခေါ်တဲ့ Arcane မော်ရည်တွေကြီးကိုထပ်မံဖန်တီးခဲ့ပြီးတော့အဲ့ဒီစွမ်းအင်တွေကိုအစဉ်တစိုက်သုံးဆွဲနေခဲ့ကြကနေပြီးတော့ Arcane စွမ်းအင်တွေကနှစ်ရှည်လာများစီးဝင်ပြီးသူတို့ရဲ့ခန္ဓာကိုယ်ကပိုပိန်သွဲလာပြီးအသားရည်ကလည်းပိုနက်မောင်နေတဲ့စောက်တော်သားအကြောင်းတွေဖြစ်သွားခဲ့တာပေါ့ဗျာ။အဲ့လိုနဲ့ 9F တွေက Arcane စွမ်းအင်သုံးဆွဲမှုကိုပိတ်ပင်လိုက်တဲ့အခါမှာ Dark Reamer နဲ့သူ့ရဲ့နောက်လိုက် Hibone တွေဟာပြည်နေနိုင်ခံခဲ့ရပြီးတော့အရှိဘက်တိုက်ကြီးဖြစ်တဲ့ Eastern Kingdom စီကိုရွှဲလင့်သွားခဲ့ကြပါတယ်။အဲ့ဒီမှာတော့ Eastern Kingdom ရဲ့မြောက်ပိုင်းတောအုပ်တွေထဲမှာစွမ်းအင်စီးကြောင်းတွေစုံရာနေရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ခိုးယူလာတဲ့ရေဘူးလေးကိုအဲ့နေရာကရေအိမ်တစ်ခုတည်းကိုလောင်းထည့်လိုက်တာနေပြီးတော့ Sunwell ဆိုတဲ့မော်စွမ်းအင်အရင်းမြစ်ကြီးတစ်ခုထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီဆန်းဝဲရဲ့အစွမ်းနေနဲ့အတူ High F တွေက Silvermont City မြို့တော်နဲ့အတူခွဲတလက်နိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့ကြပါတယ်နိုင်ငံကိုကာကွယ်ဖို့အတွက်ဆန်းဝဲရဲ့စွမ်းရည်တွေကိုအသုံးပြုဘန်နီဒိုရီရဲ့လို့ခေါ်တဲ့အင်အားကြီးမှော်အကာအကွယ်ကြီးကိုတည်ဆောက်ခဲ့ကြပါတယ်ဒီကာကွယ်ဟာရန်သူတွေရဲ့မှော်စွမ်းအားကိုရှော့ချပေးတယ်လို့ဘန်နင်းလီဂျီယန်ရဲ့မျက်စိတွေကနေနိုင်ငံကိုဖုံးကွယ်ပေးထားခဲ့တာကြောင့်နှစ်ပေါင်း6000လောက်ကြာအောင်ငြိမ်းချမ်းလို့နေခဲ့ပါတယ်။ Second War အတွင်းမှာတော့ Orkish Hall ရဲ့ကျူးကျော်မှုကိုဒီအကာအကွယ်ကြောက်ပဲပြန်လည်တိုက်ခိုက်တွန်းလှန်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုခိုင်မာတဲ့အကာအကွယ်ဟာအတွင်းလူတစ်ဆက်ဖောက်တယောက်ကြောင့်ပျက်စီးခဲ့ရပါတယ်။အဲလိုကတော့ Darkhan Dreadta ပါ။သူကတော့နိုင်ငံရဲ့အကာအကွယ်ဖြစ်တဲ့ Banditoria Key တွေကို Arthas Menethil စီကိုပေးအပ်ခဲ့ပါတယ်။ Arthas က Kheduzet ကိုပြန်တဲ့အသက်သွင်းဖို့ဆိုပြီးတော့ Sunway ရဲ့စွမ်းအင်တွေကိုအသုံးပြုခြင်းနေခဲ့တာပါ။အဲလို Arthas က Silvermont City ကိုတိုက်ခိုက်ပြီး Sunway ရဲ့မော်စွမ်းအင်ကိုအသုံးပြုခဲ့ရကနေ Sunway ကမောင်းမိုက်ပြီးတော့ညဉ့်ညမ်းသွားခဲ့ရပါတယ်။ High F တွေရဲ့မင်းသားဖြစ်တဲ့ Khedus နေရပြန်ရောက်လာတဲ့အခါမှာတော့ Corrected ဖြစ်နေတဲ့ညဉ့်ညမ်းနေတဲ့စွမ်းအင်တွေကြောင့်ပဲသူ့ရဲ့လူမျိုးတွေတည်ဆုံးနေကြတာတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်သူကဆန်းဝဲကိုဖျက်ဆီးပစ်ဖို့ခက်ခဲစွာဆုံးဖြတ်ခဲ့ရပြီးတော့ကြာဆုံးသွားတဲ့လူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ကြံရစ်တဲ့သူတွေကို Black F တွေလို့အမည်ပြောင်းလဲခဲ့ပါတယ်။အဲဒီမှာနောက်ထပ် F တစ်မျိုးရှိပါသေးတယ်။ Magister Emperor လို့ခေါ်တဲ့သိပ္ပံကျောင်းတစ်ကောင်ဦးဆောင်တဲ့အဖွဲ့ကနှစ်ဖူးကိုပေါက်ပြီးတော့ရန်သူတွေကိုကာကွယ်ဖို့ဆိုပြီးတော့အနေကြီးမားတဲ့ White လို့ခေါ်တဲ့အမောင်စွမ်းရည်ပညာကိုလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့ White စွမ်းအင်တွေကဆန်းဝဲကိုညဉ့်ညမ်းစေနိုင်တာမို့လို့ Black F ကောင်းဆောင်ပိုင်းကသူတို့ကို Silvermont City ကနေနှင်ထုတ်ခဲ့ကြပါတယ်။နေတော့ခံရပြီးတဲ့နောက်မှာတော့သူတို့က Telgoras Reef လို့ခေါ်တဲ့အမောင်တို့နေပြီးတခုတည်းမှာဆက်လက်ပြီးသူတည်တနာတွေဆက်လုပ်နေခဲ့ကြပြန်ပါတယ်။အဲ့မှာ Duazan လို့ခေါ်တဲ့ Itaria မိတ်စာတဲ့ကောင်ကအဲ့ဒီနှစ်ဖူးဟိုရင်းပေါက်နေတဲ့အကောင်တွေကိုအသုံးချပြီးတော့ White မိတ်စာတွေအဖြစ်ပြောင်းလဲဖို့ထောင်ချောက်ဆင်ခဲ့တယ်။အမောင်စွမ်းအင်တွေကိုအတင်းကျပ်ထည့်သွင်းခဲ့တယ်။အဲ့ဒီချိန်မှာပဲ White စွမ်းအင်ကိုပထမဆုံးထိန်းချုပ်နိုင်ခဲ့တဲ့ Black F Ranger တယောက်ဖြစ်တဲ့ Alleria Warrena ရောက်ရှိလာသူတို့ကိုကယ်တင်ခဲ့ပါတယ်။တပ်ဘေးကနေလွတ်မြောက်ခဲ့ကြပြီမဲ့ White Swan အင်းကြီးကြောင့်သူတို့ရဲ့အသားအရွယ်တွေကပြန်နှမ်းသွားပြီးစပနီကလည်း White အတက်တွေပေါ်လာအမှ White F ဆိုပြီးတော့မျိုးနဲ့တခုဖြစ်သွားခဲ့ပါတယ်။သူတို့တော့ Randorine Cheering of the White လို့ခေါ်ပါတယ်။ Hot ရဲ့ Black F အဖွဲ့ကြီးကလည်းသူတို့ကိုလက်မခံတော့တဲ့နောက်မှာတော့ Alleria Warrena ရဲ့မဲဆွယ်မှုနဲ့ပဲသူတို့ကဒီစွမ်းအင်တွေကိုကဘာမီကိုအသုံးချဖို့ဆိုပြီး Alliance အဖွဲ့ကြီးတွေကိုဝင်ရောက်ပူးပေါင်းခဲ့ကြပါတယ်။ဆန်းဝဲဖြက်စီးခံလိုက်ရပြီမဲ့သူ့ရဲ့တန်းစင်နဲ့အစွမ်းအင်အတွင်းချန်တွေကို Dragon တကောင်ဖြစ်တဲ့ Courier Strasser ကစူးစီးပြီး Avina Tigu လို့ခေါ်တဲ့ main ကလေးပုံစံနဲ့ဖုံးကွယ်ဆောက်ရှောက်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့မင်းသား Khedus ကခဲကြီးတန်ရဲ့လက်ပါစီဖြစ်သွားခဲ့ရပြီး Azero ကိုကျူးကျော်ဖို့အတွက် Avina တွေကစွမ်းအင်တွေကိုပြန်လည်ရယူဖို့ကြိုးစားလို့လာခဲ့ပါတယ်။အစပိုင်းမှာတော့ Avina ကလူသားအသွင်ယူထားတဲ့စွမ်းအင်ရင်းမြစ်တစ်ခုဖြစ်ပေမဲ့နောက်ပိုင်းမှာတော့သူမစိတ်ခံစားချက်တွေပေါ်ပေါက်လာပြီးတော့ခဲကြီးတန်ကိုနှိမ်နှင်းဖို့ဆိုပြီးသူ့ကိုယ်သူစတေးလို့သွားခဲ့ပါတယ်။အဲ့တိုက်ပွဲကြီးပြီးမှာတော့ခဲကြီးတန်ကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ဆန်ဝဲကခဲကြီးတန်ရဲ့သွေးတွေကြောင့်ပဲထပ်မံညဉ့်ညမ်းသွားခဲ့ရပြန်ပါတယ်။ဒါပေမဲ့ Drenine ရဲ့ Prophet ဖြစ်တဲ့Prophet Belin တယောက်ကကြာဆုံးသွားတဲ့နာအရူတဟုဖြစ်တဲ့ဒီအမူရူရဲ့နှလုံးသားကိုအသုံးချပြီးဆန်းဝဲကိုပြန်လည်တန့်စင်ပေးခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့ဆန်းဝဲကမူလအာဂိန်းစွမ်းအင်ဒါမက Holy Light ဖြစ်တဲ့မြင့်မြတ်တဲ့အလင်းစွမ်းအင်နှမျိုးလုံးပေါင်းစပ်နေတဲ့ထူးခြားတဲ့နေရာတစ်ခုဖြစ်လို့လာခဲ့ပါတော့တယ်ခင်ဗျာ။လက်ရှိမှာတော့ဆန်းဝဲက Boy F တွေကြောင့်အနေရရှိတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ Alleria Warrena ရဲ့ Boy စွမ်းအင်တွေကြောင့်ဆန်းဝဲဟာညဉ့်ညမ်းလို့နေပါထပ်ဖြစ်ခဲ့ပူပါတယ်။အခုချိန်မှာတော့ဇလသက်ကဆန်းဝဲကိုပြစ်မှတ်ထားနေပြီးAzero ရဲ့ကန်ချမာကဆန်းဝဲရဲ့ရေပင်ထက်မှထပ်မံအဆုံးဖြတ်ခံရတော့မှာပဲဖြစ်ပါတယ်။ဇလသက်က Alleria Warrena ရဲ့ကိုတဲက Dark Naaru ဖြစ်တဲ့ Allura ကိုဆန်းဝဲလေးကိုထည့်ပြီးတော့ Dark Way အဖြစ်ပြောင်းလဲခဲ့ပါတယ်။ရှိသမျှ FD အကုန်စုပြီးပြန်လဲတိုက်ခိုက်တဲ့အခါမှာတော့ Dark Way ကိုပြန်လဲတန်းစင်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဆန်းဝဲဟာ Light တစ်မျိုးတည်းမဟုတ်တော့ပဲ Light နဲ့ White ကိုဟန်ချက်နေကြီးထိန်းနိုင်တဲ့ Down Way အဖြစ်ပြောင်းလဲလို့လာခဲ့ပါတယ်။ဆန်းဝဲပဲဖြစ်ဖြစ် Down Way ပဲဖြစ်ဖြစ်ဒီရေရင်းဟာ Azero ရဲ့နောက်လာမဲ့ Warsaw Saga ဇလန်းမှာအရေးပါတဲ့စွမ်းအင်အရင်ပြတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ Downward တစ်ဖြစ်လေ Sunway ဟာ High FD အတွက်ကောင်းကြီးတစ်ခုဖြစ်ခဲ့တယ်လို့ဝင်လုံးဝင်ပို့တစ်ခုလည်းဖြစ်ခဲ့ပါတယ်။နောက်လာမဲ့ The Last Titan Expansion မှာ Downward ကဘယ်လိုအခန်းကဏ္ဍကနေပါဝင်လာအောင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။